မင်္ဂလာပါဒီနေ့မှာတော့အိမ်တိုင်းမှာမရှိမဖြစ်ရှိထားတဲ့လျှို့ဝှက်လက်နက်လေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါမယ်သူကတော့တခြားမဟုတ်ဘူးကျွန်တော်လက်ထဲမှာရှိနေတဲ့ infrared sensor lamp holder လေးပဲ E27 ကိုအခြေခံထားတဲ့မီးကောင်းလေးပါပဲပုံမှန်မီးစွပ်လေးနဲ့တူပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ကတကယ်ကိုအမခံသူ့ရဲ့အလုပ်လုပ်ပုံကအရန်ရိုးရှင်းတယ်လူဒါမှမဟုတ်တက်ရှိတစ်ခုခုသူ့ရဲ့အာယုံခံနိုင်စွမ်း6မီတာပေ20နီးပါးအတွင်းကိုရောက်လာတာနဲ့မီးကိုအလိုအလျောက်ချက်ချင်းလင်းစေတာခဏနှိပ်စရာမလိုပဲနဲ့လင်းစေတယ်ညဘက်ရေထတောက်တာပဲဖြစ်ဖြစ်လေကားတက်တာပဲဖြစ်ဖြစ်ကိုရောက်တာနဲ့မီးကအသင့်လင်းပေးနေတယ်မီးပြန်ပိတ်ဖို့မေးတဲ့လူတွေအတွက်လည်းအချိန်ကို10စက္ကန့်ကနေ9မိနစ်အထိစိတ်ကြိုက်ချိန်ထားလို့ရတဲ့ switch ကလေးတစ်ခုလည်းပါတဲ့အတွက်မီးဖိုးလဲချွေတာရရောက်တယ်အဓိကအချက်ကိုပြောရမယ်ဆိုရင်ဒီကောင်လေးကတခိုးလဲဖမ်းပေးတယ်နော်အဲ့တော့ခြံဝင်းထဲမှာဒါမှမဟုတ်အိမ်ရှိဝရန်နာမှာဒါလေးတတ်ထားလိုက်ညတစ်ကောင်လူရှင်းနေချိန်မှာတခိုးကတာလေးခိုးချောင်ခိုးကကတ်လာပြီးဆိုတာနဲ့ဖြက်ခနဲဆိုပြီးမီးကအလိုအလျောက်ကိုလင်းသွားတယ်မောင်မဲမှာခိုးမယ်လို့ကြံနေတဲ့တခိုးကရုတ်တရက်မီးလင်းလာတဲ့အခါအင်ရှင်နိုးနေပြီးဒါမှမဟုတ်ငါ့ကိုတယောက်မြင်သွားပြီဆိုတဲ့စိတ်နဲ့လန့်ပြီးထွက်ပြေးသွားဖို့ယာဂိုင်တုံးတော်တော်များတယ်ကဲတော့ဘယ်သူမှခလုတ်မနှိမ့်လိုက်မင်းနဲ့ဒီစင်ဆာလေးကလှုပ်သွားတာပါလုံခြုံရေးကင်မရာတွေနဲ့တွဲတုံးမယ်ဆိုရင်လည်းမီလင်းတွားတဲ့အတွက်ရုပ်ထွက်ကိုပိုပြီးပြက်တာမြင်စေရလိမ့်မယ်တက်စင်ရတာတဲ့ရန်လွယ်ကူတွေဈေးနှုန်းကလည်းတက်တာတယ်လုံခြုံရေးအတွက်လည်းစိတ်ချရတယ်ဆိုတော့အိမ်တိုင်းဆောင်ထားတဲ့နေစိတ်ဝင်စားလို့ marginal ဆိုရင်ကျွန်တော်တို့ MBH ကိုအချိန်မီအားပါတရဆက်တွေဝယ်နိုင်ပါတယ်ခင်ဗျာကျေးဇူးအထူးတင်ပါတယ်